မင်္ဂလာပါကို့အနေနဲ့ accountant career ကိုသွားမယ်ဆိုလို့ရှိရင်သို့မဟုတ် accountant မှာအလုပ်လုပ်နေတယ်ဆိုလို့ရှိရင်ဒီ video လေးကိုအဆုံးထိကြည့်သွားပေးပါအဲ့တော့ဒီနေ့ကြည့်ရ sharing လုပ်ပေးခြင်းတဲ့သင်ခန်းစာက purchase ကပါလဲ cost of sales ကပါလဲ purchase နဲ့ cost of sales ရဲ့ကွဲပြားခြားနားချက်လေးကိုဒီနေ့ video လေးမှာ sharing လုပ်ပေးသွားမှာဖြစ်ပါတယ်အဲ့တော့ကျမတို့တွေက purchase ဆိုတာဘယ်လိုအခြေအနေမှာ purchase လို့သတ်မှတ်တာလဲဆိုရင်ကိုယ့်ရဲ့ဆိုင်အတွက်လိုအပ်တဲ့ကုန်ပစ္စည်းတွေဝယ်တဲ့တန်ဖိုးအားလုံးကို purchase လို့သတ်မှတ်တယ်။နော်။ဥပမာခဲတံဝယ်လိုက်တယ်ပေါ့နော်။ခဲတံအချောင်း100ဝယ်လိုက်တယ်။တစ်ချောင်းကိုဘယ်လောက်လဲဆိုရင်900ပေးရတယ်။အဲ့ဒါဆိုရင်ဒါဒီကုန်ပစ္စည်းဝယ်လိုက်တာဘာကုန်ပစ္စည်းဝယ်လိုက်တာလဲဆိုရင်ခဲတံဆိုတဲ့ကုန်ပစ္စည်းဝယ်လိုက်တယ်။အရေးအတွက်အဖြစ်100ဝယ်လိုက်တယ်။ဈေးနှုန်းအဖြစ်ကတော့တစ်ချောင်းကို900ပေးရတယ်ဒါဟာဒီကြည်ရတို့ဘာလို့သတ်မှတ်လဲဆိုရင် purchase လို့သတ်မှတ်တယ်ဟုတ်ပြီနော်ဒီလိုကိုကပေတံဝယ်လိုက်တယ်ပေတံဘယ်နှချောင်းဝယ်လိုက်တာလဲဆိုရင်ချောင်းရည်1500ဝယ်လိုက်တယ်တစ်ချောင်းကို150နဲ့အဲ့တော့ဒီဝယ်လိုက်တဲ့ကုန်ပစ္စည်းအားလုံးကိုစရင်းသွင်းတဲ့အခါမှာကြည်ရတို့တွေကဘာအနေနဲ့စရင်းသွင်းပေးရလဲဆိုရင် purchase အနေနဲ့စရင်းသွင်းပေးရတယ်အဲ့တော့ purchase အနေနဲ့စရင်းသွင်းပြီးသွင်းတဲ့အခါမှာဘယ်လိုအခြေအနေမှာစရင်းသွင်းရလဲဆိုရင်ဝယ်လိုက်တဲ့အချိန်ကုန်ပစ္စည်းတွေကိုလုပ်ငန်းတွေကိုဝင်လာတဲ့အချိန်ပြီးရင် invoice တေချာရောက်တဲ့အချိန်အဲ့အချိန်မှာကြည်ရတို့တွေဘာလုပ်ရလဲဆိုရင်စရင်း record မှတ်ရတယ်ဘာအနေနဲ့စရင်း record မှတ်ရတာလဲဆိုရင် purchase အနေနဲ့စရင်း record မှတ်ရတယ်ဟုတ်ပြီနော်အဲ့တော့စရင်းမှတ်လိုက်တယ်ဆိုရင်သူကဘယ်မှာသွားပြီးတော့မှစရင်းတွေဖော်ပြမလဲဆိုရင် inventory ဘိုင်းမှာသူက stock တွေကိုအဝင်အနေနဲ့စရင်းပြပေးမယ်ပြီးတော့ငွေစရင်းမှာဆိုရင်ငွေလက်ငင်းခြေလိုက်တယ်ဆိုရင်ဘယ်မှာသွားပြမလဲဆိုရင်အထွက်မှာသူဝယ်လိုက်တဲ့တန်ဖိုးအမောင်းကိုသွားပြီးတော့မှပြပေးမှာဒါဒီပါလဲဆိုလို့ရှိရင် purchase ဒါဆိုရင် cost of sale ကဘယ်လိုအခြေအနေမှာမှ cost of sale လို့သတ်မှတ်တာလဲ cost of sale ဆိုတာကရောင်းလိုက်တဲ့ကုန်ပစ္စည်းပေါ်မှာတွက်ချက်တာကို cost of sales လို့ခေါ်တာဟုတ်ပြီနော်ကိုယ့်ရဲ့လုပ်ငန်းထဲမှာခဲတံကအချောင်း100ရှိတယ်အဲ့ဒီအချောင်း100လုံးကိုကြည်ပြတို့တွေက cost of sales လို့မသတ်မှတ်ဘူးအဲ့ဒီခဲတံအချောင်း100တွေကနေပြီးတော့မှရောင်းလိုက်တာက15ချောင်းပဲရောင်းလိုက်တယ်15ချောင်းရောင်းလိုက်တယ်အဲ့ဒါဆိုရင်အဲ့ဒီ15ချောင်းရဲ့အရင်တန်ဖိုးကိုပဲ cost of sales လို့သတ်မှတ်တာဟုတ်ပြီနော်အဲ့တော့ပေတံဘယ်လောက်ရောင်းလိုက်တာလဲပေတံဥမာပေတံ25ချောင်းရောင်းလိုက်တယ်ဒါဆိုရင်အဲ့ဒီပေတံ25ချောင်းကသာလျင်ဘာလဲဆိုရင် cost of sales လို့သတ်မှတ်တယ်အဲ့တော့ဒီနေရာမှာနားလည်အောင်ပြန်ပြီးတော့ချုပ်ရမယ်ဆိုလို့ရှိရင် purchase ဆိုတာကကိုလုပ်ငန်းအတွက်ဝယ်သမျှကုန်ပစ္စည်းအားလုံးကို purchase အနေနဲ့စရင်းသွင်းပေးရတယ် cost of sales ဆိုတာကကြတော့ရောင်းလိုက်တဲ့အရေအတွက်ကိုပဲ cost of sales အနေနဲ့စရင်းသွင်းပေးရတယ်အဲ့တော့ cost of sales ကဘယ်မှာစရင်းဖော်ပြလဲဆိုလို့ရှိရင်ကြည်ရတို့တွေ income statement မှာသွားပြီးတော့စရင်းဖော်ပြတယ်ဟုတ်ပြီနော် income statement မှာစရင်းဖော်ပြတယ်သူကဘာအနေနဲ့ဖော်ပြမလဲဆိုလို့ရှိရင် cost of sales အနေနဲ့ဖော်ပြမှာရလားအဲ့တော့တွက်ချက်တာတွေကတော့သူ့ flow နဲ့သူတွက်ချက်မှာပေါ့နော်အခုကြည့်ပြန်ရှင်းပြတဲ့သဘောကကြတော့ purchase ဆိုတာကဘာလဲ cost of sales ဆိုတာကဘာလဲဆိုတာကိုကွဲကွဲပြားပြားသိစေဖို့အတွက်ရှင်းပြတဲ့ဗီဒီယိုလေးဖြစ်ပါတယ်အဲ့တော့ဒီဗီဒီယိုလေးကိုကြည့်ခြင်းအပြင် purchase ဆိုတာကဘယ်လိုအခြေအနေမှာ purchase ကိုခေါ်တာလဲ cost of sales ဆိုတာကဘယ်လိုအခြေအနေမှာ cost of sales ခေါ်တာလဲဆိုတာကိုနားလည်မယ်လို့မျှော်လင့်ပါတယ်ကျေးဇူးတင်ပါတယ်ရှင်ကြည်ပြကတော့ SME လုပ်ငန်းတွေမှာလိုအပ်တဲ့စာရင်း format တွေချပေးတယ်ပြီးတော့ရင်ဒီ Excel နဲ့ပတ်သက်ပြီးတော့မှ training တွေပြီးတော့လို့ရှိရင်ကြည်ပြတို့တွေ data analyze ပိုင်းတွေကိုလက်တွေ့လှုပ်ဆောင်ပေးနေတဲ့လမ်းနေစေက trainer and founder တယောက်ဖြစ်ပါတယ်လိုအပ်တာရှိတယ်ဆိုရင်ကြည်ပြတို့ရဲ့သင်တန်းမှာလာရောက်ပြီးတော့ဆွေးနွေးလို့ရသလိုဖုန်းနဲ့လည်းလမ်းပြီးတော့မေးမြန်းနိုင်ပါတယ်ရှင်